လာပါဒါညောင်တုံးကနေပေါ့နော်ဒီမောင်လေးရဲ့မျိုးသမီးကယူကျူကတွေ့လို့ဆိုပြီးဒါဒီကိုရောက်လာတာညောင်တုံးမှလည်းဖိုင်နေရှိရဲဒါပေမဲ့ကိုတွေ့ပြီးသူကရောက်လာတာပေါ့နော်ရောက်လာပြီး Redmi 15C ဒါ 4G Global လေးရဲ့နောက်ပိုင်းအရန်ကို trend ဖြစ်နေတဲ့မီ Redmi Note 15ပေါ့နော် Global Official အလုံးလေးကိုဒါနှလုံးတစ်ပြိုင်နဲ့အားပေးသွားတာလေညောင်တုံးကနေကပ်လောက်စီးလိုက်တယ်မောင်ဘယ်နှနိုင်လောက်စီးလိုက်တယ်ညောင်တုံးကတည်းကပြောချင်တော့ဟုတ်လားနှစ်ယောက်စတော့ကပ်ပဲကင်ဖို့ပဲဒါပေမဲ့ကပ်ပဲမကင်တော့ဘူးတဲ့မျိုးသမီးကမှန်ကုန်မကြိုက်ဘူးဆိုတော့ဒါလေးပဲအားသိကြော်လေးနဲ့ရွေးသွားတယ်ပေါ့နော်ကိုခဲဒီအဲ့ဒါကြောက်တဲ့သူတွေနောက်ပြီးမှန်ကို Randy ပါတင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီကောင်လေးကတော့မိုက်တယ် Redmi Note 15အခုရောက်အာမကန်2နှစ်ပါတယ်ကဲဘယ်လိုကြောင့်ရောက်လာလဲဒီလိုအဝေးရနေလူချင်းလို့ရောက်လာကြပဲဟိုကလာချင်းလို့ရောက်လာတာဟုတ်လားဒါလေးကလက်ဆောင်ထည့်ပေးလိုက်တာတော့ပုံမှန်9000တန်မှာ3200ဆိုတော့ကျေးဇူးညီမလေးကတော့မဝင်တော့သူရှက်လို့တယ်ဒီကောင်လေးကိုအရေးကြသွားခြင်းနဲ့သူဆိုရင်ကနဦးအနည်းဆုံးပေါ့နော်3000ကျော်ရှိရုံနဲ့အရေးကြရှောက်လို့ရပါတယ် Redmi 15C ဆိုလို့ရှိရင်အမတို့ဒီကောင်လေးဆိုရင်တော့ကနဦး3000လောက်ဆိုလို့ရှိရင်တော့ဒါအရေးကြသွားလို့ရတယ်ဒီကောင်လေးတွေကဒါလက်ငင်းနှလုံးလာအားပေးသွားတာလေးပါညောင်တုံးကနေညောင်တုံးတော့ပြင်းနေနော်ညောင်တုံးရဲ့အရွှဲရဲ့ဟိုအမြောင်ညောင်တို့ရဲ့အရွှဲကနေအမြောင်းဘက်ကိုဆက်သွားတယ်တော်နေရနေရောက်လာတာကျန်တစ်တော့မသုံးဘူးပဲ YouTube ကတက်လို့ဆိုရောက်လာတာကျန်ဒါ YouTube က fan တစ်ဖွဲ့ပေါ့နော်ကျေးဇူးတင်ပါတယ်နောက်လဲလိုအပ်တာရှင်လာပြီးပါဝယ်ရတာဘလို့နေလဲရောက်လာတော့မျိုးသမီးကတော့ပြောတယ်ဗာလဲဟို YouTube မှာ live မှာတွေ့ရတဲ့အပြက်ပိုကောင်းနေတယ်ကျေးဇူးတင်ပါတယ်ဒါဒီမှလိုအပ်တာလေးတော့ပြလိုက်ဟုတ်တယ်နော်အခုတော့မင်းနေတင်ပြရလား